ဒီဇင်ဘာ15ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့စီးရီးသတင်းများကိုတင်ဆက်ပေးပါမယ်ခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ AA နယ်စပ်လုံခြုံရေးစခန်းကို ARSA နဲ့ RSO ကအလစ်ငိုက်တိုက်ခိုက်ပြီးဘင်္ဂလားဒေ့ရှ်ထဲသို့ပြေးဝင်ဆွဲသတင်းကိုတင်ဆက်ပေးပါမယ်ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ AA တပ်ဖွဲ့ဝင်များနဲ့နယ်စပ်လုံခြုံရေးစခန်းတစ်ခုကို ARSA နဲ့ RSO ကအလစ်ငိုက်အချောင်းမြောင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးဘင်္ဂလားဒေ့ရှ်ဘက်ရှမ်းသို့စုပ်ခွာထွက်ပြေးသွားကြောင်း AA ကထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလ23ရက်နေ့နနက်6:30အချိန်အာရခတပ်တော် AA ထိန်းချုပ်ထားတဲ့ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်မောင်းတောခရိုင်အထက်ကြီးကျွန်းနယ်စပ်မှတ်တိုင်20-21အကြားရှိနယ်စပ်လုံခြုံရေးစခန်းတစ်ခုကို ARSA နဲ့ RSO ကအင်အား10ဦးခန့်ဖြင့်ဘင်္ဂလားဒေ့ရှ်ဘက်ရှမ်းမှဖြတ်ကျော်ဝင်ရောက်လာကလက်နက်ငယ်အပါအဝင် 40mm 79ဖြင့်အလစ်ငိုက်ရှောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါပစ်ခတ်မှုမှာ AA တပ်ဖွဲ့ဝင်များကပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲမှာမိနစ်အနည်းငယ်ကြာမြင့်ခဲ့ပြီး ARSA နဲ့ RSO ကဘင်္ဂလားဒေ့ရှ်ဘက်ရှမ်းရှိ BGP နယ်စပ်ဆောင်စခန်းတစ်ခုအနီးသို့စုပ်ခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။ထို့သောအလစ်ငိုက်အပါအဝင်အရက်သားပြည်သူများကိုရှုံခိုတိုက်ခိုက်ခြင်းတပ်ဖြတ်ခြင်းပြန်ပေးဆွဲခြင်းငွေညှစ်ရှင်းတို့ကိုအကြိမ်ကြိမ်ပြုလုပ်လျက်ရှိကြောင်းရခိုင်ပြည်နယ်စပ်ရှိနေရာများကိုလည်းဘင်္ဂလားဒေ့ရှ်ဘက်ရှမ်းမှဖြတ်ကျော်ဝင်ရောက်ကထို့သောတိုက်ခိုက်မှုပြုလုပ်မှုများကိုအကျင့်ပြတ် BGP တပ်မှုများကမတိကျိုးကျွံပြုကအားပေးအားမြောက်ပြုနေတဲ့ကဲ့သို့ဖြစ်နေကြောင်းနယ်စပ်တည်ငြိမ်ရေးများကိုများစွာအနောက်ရှက်ဖြစ်စေကြောင်းယုံကြည်မှုများကိုဆုပ်ယုပ်စေကမလိုလားအပ်သောနောက်ဆက်တွဲများဖြစ်ပေါ်လာမည်ကိုစိုးရိမ်မိကြောင်း AA ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဝါတရားစက်မှုဆောင်ရှိတရုတ်နိုင်ငံသားပိုင်ကျုံရှင်းဝမ်အထက်ကျုပ်ဆက်ယုံမှာအသက်မပြည့်သေးတဲ့ကလေးအလုသမားတူမရင်းချင်းခံရမှုတရုတ်တရေကငွေပေး၍ကြေးအေးခိုင်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ဝါတရားစက်မှုဆောင်ရှိတရုတ်နိုင်ငံသားပိုင်ကျုံရှင်းဝမ်ဂါမန်အထက်ရှုပ်ဆက်ယုံမှာအသက်မပြည့်သေးတဲ့ကလေးအလုသမားမိန်းကလေးတဦးကိုတရုတ်တရေရဲ့လက်ထောက်မြန်မာမျိုးသားကမရင်းချင်းမှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်ဒီဇင်ဘာလ10ရက်နေ့အလောက်အချိန်တွင်ရင်းကဲသို့မရင်းချင်းမှုဖြစ်ပွားခဲ့ပြီးဆက်ယုံပိုင်ရှင်တရုတ်တရေကငွေကြေးဖြင့်အမှုမဖွင့်ရန်လှုံ့ဆော်ခဲ့ကြောင်းဆက်ယုံလုံသမားတချို့ကပြောဆိုပါတယ်ဝါတရားစက်မှုဆောင်ရှိကျုံရှင်းဝမ်ကားမန်အထက်ကျုပ်ဆက်ယုံရှိအိမ်သာရဲတွင်အသက်မပြည့်သေးတဲ့ကလေးအလုသမားမိန်းကလေးငယ်ကိုဆက်ယုံပိုင်ရှင်တရုတ်တရေရဲ့လက်ထောက်ကမရင်းချင်းခဲ့ပြီးတဲ့နောက်နစ်နာသူမိန်းကလေးကိုတရုတ်တရေကငွေကြေးပေး၍အမှုမဖွင့်ရန်လှုံ့ဆော်ခဲ့ကြောင်းမရင်းချင်းသူမှအိမ်တော်တဲ့ဖြစ်ကြောင်းသိရှိရပါတယ်နစ်နာသူကနွမ်းပါပြီးအသက်မပြည့်သေးတဲ့ကလေးအလုသမားတဦးပါအလုရှိန်မှာအိမ်သာထဲမှာမရင်းချင်းခံရတာပါအခုအမှုမဖွင့်နိုင်အောင်တရုတ်တရေကငွေနဲ့လိုက်ရှင်းပြီးသတင်းတွေလိုက်ဖုံးနေတဲ့ကျိုးလွန်သူကလည်းတရေလက်သက်မွေးထားတဲ့သူဖြစ်ပြီးသူတို့ကပြီးတဲ့ပိုင်းနဲ့ဆိုပြီးအလုသမားတွေကိုရှင်းရှောက်နေတယ်လို့အလုသမားတဦးကပြောဆိုပါတယ်အဆိုပါစက်ယုံကိုတရုတ်နိုင်ငံသားဖြစ်သူကျန်ကျွင်းကျန်းကပိုင်ဆိုင်ခြင်းဖြစ်ပြီးလဲကူမြို့နယ်မှာလည်းနယူးတဲလန်ကားမှအထက်ကျုပ်စက်ယုံကိုပိုင်ဆိုင်သူဖြစ်ကြောင်းတရုတ်နိုင်ငံသားပိုင်အထက်ကျုပ်စက်ယုံများမှာတရုတ်နိုင်ငံသား9ဦးမှ10ဦးခန့်အထိရှိနေပြီးအလုသမားများအပေါ်တာဝန်ယူမှုတာဝန်ခံမှုကင်းမဲ့သည့်အပြင်ခွဲခြားဆက်ဆံမှုများလည်းရှိနေကြောင်းအလုသမားများထံမှသိရှိရပါတယ်။မကြာသေးမီကကျုံရှင်းဝမ်စက်ယုံမှာအလုသမားတို့ဓာတ်လိုက်မှုဖြစ်ပွားခဲ့ပြီးစက်ယုံကဓာတ်လိုက်၍ထိခိုက်ခဲ့သောအလုသမားကိုစိတ်ကူပေးခြင်းနဲ့ရော်ကြေးပေးခြင်းမရှိကြောင်းအထက်ကျုပ်စက်ယုံ၏အရှိန်မှာလုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုလုံးဝမရှိဘဲတရုတ်တရေကမြန်မာလုပ်သမားများကိုလည်းဖိနှိပ်မှုများလှုပ်ဆောင်လေးရှိကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဝက်လက်ရေစကြိုနဲ့ပေါက်မျိုးနယ်ရှိကျေးရွာများကိုစစ်တပ်ကလေရင်ဆက်တက်လေထီနဲ့ဒွိုင်းယိုကော်ပတာတို့ဖြင့်ဘုံကျဲတိုက်ခိုက်မှုပြည်သူရှောက်ဦးတေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းဝက်လက်မျိုးနယ်ထုံးဘိုရွာနေရှိစစ်ပေးဆောင်ပြည်သူများနေထိုင်နေတဲ့တောတိုက်ကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်မှုအသက်4နှစ်အရွယ်မအေးမြတ်သူသာအပါအဝင်ပြည်သူ9ဦးသေဆုံးခဲ့ကြောင်းဝက်လက် information နဲ့နောက်ဝက်တာဝန်ခံကပြောဆိုပါတယ်။ဒီဇင်ဘာ23ရက်နေ့ည9:30အချိန်ဝက်လက်မြို့နယ်ထုံးဘိုရွာတောင်ဘက်ရှိစစ်ဘေးရှောင်ပြည်သူများနေထိုင်နေတဲ့တန်ကုန်းတောတိုက်ကိုတရားဦးလေတပ်မှတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂျက်ဖိုက်တာ2စီးကနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းအသက်4နှစ်အရွယ်ကလေးငယ်တဦးအသက်34နှစ်အရွယ်သူစားနွယ်အသက်26နှစ်အရွယ်ကိုတုတ်ပီနဲ့အသက်80အရွယ်ဦးခင်မောင်လွေတို့သေဆုံးခဲ့ကြောင်းအဲဒီအပြင်ထိခိုက်ဒဏ်ရာရရှိသူ10ဦးခန့်ရှိပြီးဒဏ်ရာအရှိန်စိုးရိမ်ရကြောင်းအဲဒီအပြင်နေအိမ်8လုံးနဲ့မီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်
အဲဒီလိုထိခိုက်ဒဏ်ရာရရှိသူများထဲမှာအသက်40နှစ်အရွယ်ဒေါ်နှင်းမြထပ်မံသေဆုံးခဲ့ပြီးဒဏ်ရာရှိနေစိုးရိမ်ရသူများရှိကြောင်းစစ်တပ်ကဘုံကျဲတပ်ဖြတ်ခဲ့တဲ့နေရာဟာရွှေဘုံမြို့နယ်ကလမရွာမှဝက်လက်မြို့နယ်အတွင်းစစ်ဘေးတိမ်းရှောင်ရန်ရောက်ရှိလာတဲ့ပြည်သူများနေထိုင်ရာနေရာဖြစ်ကြောင်းသိရှိရပါတယ်။မနေ့ကညပိုင်းကဘုံကျဲသွားတာတရားဦးလေတပ်ကတက်လာတဲ့ဂျက်ဖိုက်တာ2စီးပထမအကြိမ်ပေါင်300ခန့်နဲ့ဒုတိယအကြိမ်ဘုံအတွဲလိုက်ရှပြီးတိုက်ခိုက်သွားတာသေဆုံးတာက4နှစ်အရွယ်ကလေးငယ်အပါအဝင်4ဦးသေဆုံးတဲ့10ဦးလောက်ထိခိုက်ဒဏ်ရာရတယ်။ဒဏ်ရာရသူတွေကစိုးရိမ်ရတယ်။ထိခိုက်ဒဏ်ရာရသူတွေတဲကအသက်40နှစ်အရွယ်ဒေါ်နှင်းမြထပ်မံသေဆုံးတယ်လို့ Wallet Information Network တာဝန်ခံတို့ကပြောဆိုပါတယ်။အလားတူမကွေးတိုင်းရေစကြိုမြို့နယ်တမန်တပို့ရွာအတွင်းကိုအကြမ်းဖက်စစ်တပ်ကဆက်တက်လေထိပြဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတို့သေဆုံးခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်များထံမှသိရှိရပါတယ်။ဒီဇင်ဘာ14ရက်နေ့နနက်ပိုင်းမှာပခုတ်ကူတက်မှ100မှတက်လာတဲ့ဆက်တက်လေထိစည်းဟာရေစကြိုမြို့နယ်တမန်တပို့ရွာတောင်ပိုင်းကိုဘုံကျဲတိုက်ခိုက်ခဲ့သောကြောင့်အသက်52နှစ်အရွယ်ဒေါ်ဝင်းလွယ်ဘုံစာထိမှန်သေဆုံးခဲ့ကြောင်းသိရှိရပါတယ်။အဲဒီပြင်မကွေးတိုင်းပေါင်မြို့နယ်ရှိကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတိုက်ခိုက်ရာစီပေပါထားရှိတဲ့ရှမ်းများပျက်စီးခဲ့ကြောင်းပေါင်မြို့နယ်ကာကွယ်ရေးအဖွဲ့မှပြောဆိုပါတယ်။ယနေ့ဒီဇင်ဘာလ15ရက်နေ့နနက်ပိုင်းနဲ့မိုးလွယ်ပိုင်းတို့မှာမုံရွာနာမခမှတက်လာတဲ့ဒွိုင်းယိုကော့ပရာ3စီးဖြင့်ပေါင်မြို့နယ်တပြင်းညိုလဲအိုရင်းနဲ့မှော်ကိုအကြမ်းဖက်စစ်တပ်က2ကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းစီပေပါထားရှိတဲ့ရှမ်းများပျက်စီးသွားကြောင်းသိရှိရပါတယ်။အဲဒီနားတွေမနေ့ကတပြင်းညိုမှော်နားတွေပဲစစ်ခွေးတွေကကျဲသွားတော့ပါပြည်သူတွေထိခိုက်တော့မရှိရသေးဘူးပြည်သူတွေအထိခိုက်တော့မသိရသေးဘူးနေအိမ်တွေပျက်စီးတာမျိုးတော့မရှိဘူးစီပေပါရှမ်းတွေပျက်စီးတာတွေရှိတယ်စစ်ခွေးတွေတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲကျဲသွားတာပါစစ်ခွေးတွေကနနက်ပိုင်းမှာတစ်ကြိမ်မွန်းလွဲပိုင်းမှာတစ်ကြိမ်စုစုပေါင်း2ကြိမ်လာကျဲသွားတာပါဘုံသီးအရေးအတွက်ကတော့၄လုံးထက်မနည်းကျဲသွားတာပါပြည်သူတွေစစ်ကြောင်းလေကြောင်းသတိပြုနေထိုင်ကြဖို့ပြောချင်ပါတယ်လို့ပေါင်းမြို့နယ်ကာကွယ်ရေးအဖွဲ့မှပြောဆိုထားပါတယ်ခင်ဗျာ